အားလုံးပဲမင်္ဂလာပါဗျာဒီနေ့လေ့လာသုံးသပ်ချက်မှာတော့ Binance account တစ်ခုကိုဘယ်လိုစနစ်တကျနဲ့လုံးခြုံခွင့်ရမယ်ဆိုတဲ့အဆင့်ဆင့်လမ်းညွှန်ချက်ကိုဆွေးနွေးတော့ကြပါမယ် account တစ်ဖွဲ့နေဆိုတာနည်းနည်းတော့ရှုံထွေးတဲ့အောင်ထင်ရပေမဲ့တကယ်တမ်းလို့ကြည့်လိုက်အရန်ကိုရိုးရှင်းပြီးစိတ်ချရတဲ့လုပ်ငန်းစဉ်တစ်ခုဆိုတာတွေ့ရပါပါကဲအချိန်မဆွဲပဲတိုင်းပြီးလေ့လာကြည့်လိုက်ကြအောင် ဒီလမ်းညွှန်ချက်လေးမှာအကအဆင့်၄ဆင့်ပါဝင်ပါမယ်အကောင့်ဖွင့်ခြင်းအချက်လက်အတည်ပြုခြင်းအကောင့်လုံခြုံရေးနဲ့နောက်ဆုံးငွေသွင်းပြီးအယောင်းဝယ်ပြုလုပ်ခြင်းဆိုပြီးအဆင့်ရှင်သွားကြပါမယ်ကဲပထမဆုံးအပိုင်း1အကောင့်ဖွင့်ခြင်းနဲ့စလိုက်ကြအောင် အစပြုရမယ့်အဆင့်လေးတွေကအရန်လွယ်ပါတယ် Play Store ဒါမှမဟုတ် App Store ကနေတရားဝင် app ကို download ဆွဲတာပဲဖြစ်ဖြစ် official website ကိုတိုက်ရိုက်သွားတာပဲဖြစ်ဖြစ်လုပ်နိုင်ပါတယ်ပြီးတဲ့နောက် sign up ကိုနှိပ်ပြီး email ဒါမှမဟုတ်ဖုန်းနံပါတ်နဲ့စာရင်းသွင်းလင့်ရုံပါပဲအဲ့နောက်ရလာမယ့် verification code လေးကိုထည့်ပေးလိုက်ရင် account တစ်ခုစတင်ဖို့ခြေလမ်းစတင်ပြီလို့ပြောလို့ရပါပြီဒီနေရာမှာအရေးကြီးဆုံးကတော့ password သတ်မှတ်ထားတာပါပဲ password ဆိုတာကိုယ့်အကောင့်ရဲ့ဖြစ်မလုံးကာကွယ်ရေးတန်တိုင်းလေဒါကြောင့်ခိုင်မာဖို့ရမ်းအရေးကြီးပါတယ်အနည်းဆုံးအခရာ၈လုံးပါမယ်အင်္ဂလိပ်စာလုံးအကြီးအသေးနဲ့ကဏ္ဍတွေအချိုးကျပေါင်းဝင်ရပါမယ်ဒါမှသာလုံခြုံရေးအကောင့်တဲ့ password တစ်ခုဖြစ်လာမှာပါဆက်သွားမယ့်အပိုင်းနှစ်ကတော့အကောင့်ကိုအပြည့်အဝသုံးနိုင်ဖို့အတွက်လိုအပ်တဲ့ KYC အချက်လက်အတည်ပြုခြင်းအပိုင်းပဲဖြစ်ပါတယ်ဒီအဆင့်ကိုမစခင်ကြိုပြီးပြင်ဆင်ထားတဲ့တာလေးတွေရှိပါတယ်တရားဝင်မှတ်ပုံတင်ဒါမှမဟုတ် passport တစ်ခုခုလိုရမယ်ပြီးတော့မျက်နှာကိုတိုက်ရိုက် scan ဖတ်မဲ့ live selfie လည်းလိုအပ်ပါတယ်ဒါတော့ဘာလို့လဲဆိုတော့ account ပိုင်ရှင်ဟာတကယ်အစစ်မှန်လူသားတစ်ချောင်းကိုစနစ်ကတေချာပေါက်အတည်ပြုနိုင်ဖို့တပါဆိုင်စာရန်ဒီအဆင့်ထင်ဖြစ်ပြီးဆိုရင် app ထဲမှာဆက်လုပ်ကြမယ် profile က identification ကိုတော့ပါနိုင်နေရမှာမြန်မာကိုရွေးပါပြီးရင်ကိုထုံးမဲ့ idea အမျိုးအစားကိုရွေးပြီးရှင်းလင်းပြသတဲ့တပုံကိုတင်ပေးရပါမယ်အဲ့ဒီတော့စနစ်ကညွှန်ကြားတဲ့အထိုင်းမျက်နှာကိုလှည့်ပြပြီး face verification လုပ်လိုက်ရင်အဆင်ပြေသွားပါပြီဒီလိုအဆင့်ဒီအားလုံးပြီးသွားပြီးဆိုရင်ခွင့်ပြုချက်ကြာဖို့စောင့်ရပါမယ်အများဆုံးကြာချိန်ကတော့24နာရီပေါ့ဒါပေမဲ့တကယ်တမ်းမှာလုပ်ငန်းစဉ်ကအများမြန်ပါတယ်အချက်လက် data မှန်ကန်တိကျမယ်ဆိုရင်9မိနစ်လောက်အတွင်းမှာတင်ချက်ချင်းအတည်ပြုချက်ရသွားတတ်ပါတယ်ကဲအခုအပိုင်း3ကိုရောက်လာပါပြီဒါတော့ကိုယ့်အကောင့်ကို hack မခံရအောင်ကာကွယ်မဲ့အကောင့်လုံခြုံရေးအပိုင်းပါလုံခြုံရေးဆိုတာကိုရွေးချယ်စရာတစ်ခုလို့မမြင်ပဲခန်တက်တစ်ခုလို့တိဆောက်ထားတင်ပါတယ်hacker ရန်ကနေကာကွယ်ဖို့ဆိုရင် 2FA လို့ခေါ်တဲ့အဆင့်2ဆင့်ခံအတည်ပြုစနစ်ကမရှိမဖြစ်လိုအပ်ပါတယ် Google Authenticator တုံးတာမျိုး anti phishing code တက်မှတ်ထားမျိုးဖုန်းဒါမှမဟုတ် email ကနေအတည်ပြုတဲ့စနစ်တွေကိုဖွင့်ထားတာမျိုးတွေကကိုယ့်အကောင့်ကိုတစင်းလေးဝင်မလာနိုင်အောင်တေချာတားဆီးပေးမဲ့အရေးကြီးဆုံးလက်နက်တွေပါပဲဒီအချက်ကဘယ်လောက်တောင်အရေးကြီးလဲဆိုရင် 2FA မဖွင့်ထားရင်အကောင့်မလုံးချုံပါဆိုတဲ့ကိုကားချင်းကိုကြည့်ရင်ဒီနိုင်ပါတယ်မူရင်းလမ်းညွှန်ချက်မှာကိုကအထူးပြုထားတဲ့ဖြတ်သားတဲ့တတိပေးချက်ပါ 2FA အဆင့်ကိုသာကြော်ဟာမဲ့ဆိုရင်အကောင့်ရဲ့လုံခြုံရေးတာအရန်ကိုအားနည်းထားပြီးဆုံးရှုံးမှုတွေနဲ့ရင်ဆိုင်ရနိုင်ခြေတော်တော်လေးများပါတယ်။ဤပညာပိုင်းရဲ့လုံခြုံရေးလုခတယ်လို့ကိုယ်တိုင်ရဲ့လုံခြုံရေးအသီးသီးကလည်းအမြဲလိုအပ်ပါတယ်။ password ကိုဘယ်သူမှဘယ်လိုမှမပေးပါနဲ့။စစ်မှန်ကြောင်းမတိချတဲ့မတိရဲ့ link တွေကိုတွားမနှိပ်မိပါစေနဲ့။ရိုးရှင်းပေးမဲ့ရေရှည်မှာကိုယ်ပိုင်ဆိုင်မှုတွေကိုကာကွယ်ပေးမဲ့အရေးကြီးဆုံးအခြေခံစည်းမျဉ်းတွေဖြစ်ပါတယ်။အခုနောက်ဆုံးအပိုင်းလေးကိုရောက်ပါပြီ။ငွေသွင်းခြင်းနဲ့ trading စတင်ခြင်းအပိုင်းပါစဉ်းစားကြည့်ရအောင်အကောင့်တစ်ခုလည်းအစင်တင်အထိပြီးလုံခြုံရေးရလည်းခန့်ချက်ကြီးလို့စိတ်ချရပြီဆိုတော့ဘာဆက်လုပ်ကြမလဲဟုတ်ပါတယ်လုံခြုံသွားတဲ့အကောင့်ထဲကိုယ့်ရဲ့ရင်းနှီးမှုနာမှုတွေစတင်ထည့်သွင်းဖို့ပြင်ဆင်ရတော့မှာပေါ့အကောင့်ထဲကိုငွေသွင်းဖို့နီးလန်းနဲ့အများကြီးရှိပါတယ်နိုင်ငံလိုက်ဘဏ်တွေကတ်တွေသုံးလို့ရပါမယ်အများဆုံးသုံးကြတဲ့အဓိကနီးလန်းကတော့ P2P trading ပါပဲ P2P စနစ်ကိုသုံးပြီးမြန်မာငွေကနေ digital ငွေကြေး USDT အဖြစ်လော်လွယ်ကူကူလက်ဝယ်ယူပြီးကိုယ့်အကောင့်ထဲကိုလုံခြုံစွာထည့်သွင်းနိုင်ပါတယ်ဝယ်ဝင်လာပြီဆိုရင်တော့အယောင်ဝယ်ဆက်လို့ရပါပြီအဲ့တော့ဒီမှာအဓိကအမျိုးအစားတစ်ခုကိုတေချာကွဲပြားဖို့လိုပါတယ်ပထမတစ်ခုက spot trading ပါကိုယ်ပိုင်နဲ့ငွေနဲ့ကိုယ်ဝင်တဲ့ပမာဏကိုပဲပုံမှန်ဝယ်ယူရောင်းချတာပါဒုတိယတစ်ခုကတော့ future trading ဖြစ်ပါတယ်ဒီမှာတော့တတိထားရမယ့်ချက်တွေနဲ့အန်တဲမြန်မာမှုတတိပေးချက်ကိုအထူးပြသထားပါတယ် future ဟာကိုယ်အရင်နှစ်ထက်ပိုကြီးမားတဲ့အယောင်ဝယ်တွေကိုလုပ်နိုင်လို့အများများလို့ဆုံးရှုံးနိုင်ခြေလဲအလုံးမြင်ပါတယ်ဆိုတာကိုအမြဲတတိပြရပါမယ်ကဲအခုဆိုရင်အကောင့်စဖွင့်တဲ့အဆင့်ကနေစလို့လုံခြုံရေးအပြည့်အဝနဲ့ trading စတင်နိုင်တဲ့အထိလမ်းကြောင်းတစ်ခုလုံးကိုရှင်းလင်းစွာမြင်တွေ့ခဲ့ရပါပြီနောက်ပိုင်းမှာ P2P ကနေတစ်ဆင့်အမှန်တကယ်ဝယ်ယူမဲ့နီလန်းတွေ trading အခြေခံတွေနဲ့မြန်မာနိုင်ငံကအသုံးပြုသူတွေအတွက်တီးတန့်အသုံးပြုနည်းရုပ်ခွက်ချက်တွေကိုဆက်လက်လေ့လာဖို့အဆင်သင့်ပဲလားအသိပညာကသာလုံခြုံတဲ့ခရီးစဉ်တစ်ခုရဲ့တော့ချက်ဖြစ်တယ်ဆိုတာကိုမှတ်သားရင်ဒီနေ့လေ့လာသုံးသပ်ချက်ကိုဒီမှာပဲရနိုင်လိုက်ပါစေ